ဒီမှာမိမိတို့ဒီကငါပုံ ဒီ ပြ ကတော့မနဲ့အစိုးရကဲ ဒါပုံမကိုင်နဲ့မိုးရွာနေတယ်ငါတော့မကနကိုင်နေ ဘူးတော့မိုးလေးဖွဲကမိုးလေးဖွဲလေးတော့ပြန်ဖြစ်သွားပါပြီ ဒီမှာမိမိတို့ ဆန် ဒီ လေး က တော့အရ ငါ င်မ ပုံပြ စင်းတော့ဘောနော်ဖွဲလေးတော့ရွာနေတော့မှာပဲမိုးလေးတိတ်သွားလို့နည်းနည်းလေးတိတ်သွားလို့ခြံထဲကိုပတ်ပြီးတော့ပြန်ရိုက်နေတာပေါ့နော်မနေ့ကမရိုက်ရသေးတဲ့နေရာလေးတွေကိုပြန်ရိုက်ဒါလေးကတော့ညတော်ကထုံးတဲ့ဆိုလာမီးလေးနဲ့ပေါ့နော်ဒီတဲကတော့မိုးရွာလို့ရှိရင်တော့သမင်းနေပါလေချက်ရင်တော့ဒီတဲထဲမှာပဲဝင်ချက်ရတာပေါ့မိုးဆူမှာဆိုတော့လေခြံထဲမှာကြက်တွေကလည်းမွေးထားတယ်လေခြံထဲမှာကြက်လေးတွေလည်းမွေးထားတယ်ရေစက်ကန်တွေလည်းနည်းနည်းတော့ညံနေတာပေါ့နော်ဒီစက်နဲ့တင်ရတာလေဒါတော့ဘာတွေကိုစိတ်တက်နေတာပေါ့နော်ဘာစိတ်တက်နေရမှာဒီတဲလေးကတော့တက်တဲပေါ့ဒီတော့ဒီလောက်ပါမယ်နော်ဒီကကျမလည်း